ရန်ကုန်ကနေမန္တလေးကိုဘယ်လောက်ကီလိုမီတာအကွာဝေးကုန်သွားမလဲဘယ်လောက်ထိကျန်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်200တမိုင်ကို battery percentage အကျန် 20% နဲ့ရောက်တယ်ဟုတ်ကဲ့ကျော်တို့တရဦးမှာဒီလိုကျော်လို့အလူလုံးလာပါတယ်ဒီများတတ်တယ်ကားပြည့်နေရာမျိုးတွေရှိတတ်တယ်အားသွင်းဖို့အတွက်ကိုတေချာစဉ်းစားရမယ် range ကတော့480လောက်ပြင်ရဖြစ်တဲ့အတွက်မန္တလေးကိုတော့ခါရဲအာမသွင်းမဲ့နဲ့တိုင်းရောက်တယ်ဒီနေ့ကျွန်တော်သုံးထားတာကခီးမထွက်ခင်မှာ63%လောက်ကျန်သေးတယ်ကျွန်တော်အရာ level 1 charger နဲ့ပဲအားသွင်းထားလိုက်မယ်မနေ့ကျရင်တော့ 100% နဲ့ကျွန်တော်မန်လေးကိုစထွက်ပါမယ် battery capacity က82 kWh ပါတယ်အားကလည်းလောလောဆယ်မှာ100%ပြည့်ပဲသွားနိုင်တဲ့ range ကတော့985လို့ပြတာရန်ကုန်ကနေမန္တလေးကိုဘယ်လောက်ကီလိုမီတာအကွာဝေးကုန်သွားမလဲဘယ်လောက်ထိကျန်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်ပြီးသွားလို့ရှိရင်ဒီ battery capacity နဲ့မန္တလေးကိုသွားတဲ့အချိန်မှာဘယ်နှကြိမ်အားသွင်းရလဲဆိုတာတွေရောလမ်းမှာဘယ်လို charging station ရှိလဲဆိုတာတွေပါကျွန်တော်တစ်ခါရေးပြပြပေးပါမယ် Okay let's goခုကျွန်တော်0မိုင်မှာ breakfast ဝင်စားတယ် battery က96%ကျန်သေးတယ်ပြီးွားရင်ကျွန်တော်သွားနိုင်တဲ့အကွာဝေးက952 km သွားနိုင်တယ်ဆိုပြီးတော့ပြထားသေးတယ်အဲ့တော့ကျွန်တော်အိမ်မှာဆက်ထွက်တော့ကြတော့985 km သွားလို့ရလို့ပြထားတယ် battery SOC က100%ပြထားတယ်ကျွန်တော်အိမ်ကနေပြီးတော့0မိုင်လာတဲ့အကွာဝေးက28.5 km ရှိရအဲ့တော့တကယ်နှုတ်လိုက်မယ်ဆိုလို့ရှိရင်956 km ပဲချလေကျန်ရမှာပေါ့နော်ဒါပေမဲ့ခုကျန်တာကကြတော့951ပဲကျန်တယ်ဒါကလည်းဖြစ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဂျားထဲမှာ aircon 3နာရီရှိရပြီးွားရင် luggage တစ်လုံးပြီးွားရင်အိတ်နည်းနည်းနဲ့တခြားဟာတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ဒီလောက်ကွာဝေးရလည်းမဆိုးပါဘူးကျွန်တော်90 km လောက်နဲ့နင်းလာပေါ့နော်အချိန်ကကြတော့အဲ့တော့ကျွန်တော်ကအခု115မိုင်မှာ battery SOC က52%ကျန်သေးတယ်ပြီးသွားလို့ရှိရင်သွားနိုင်တဲ့ range က281 km သွားလို့ရနိုင်သေးတယ်ကျွန်တော်အိမ်ကနေပြီးတော့115မိုင်ကိုမောင်းလာတွတ်တယ်211 km ရှိသွားပြီဒါပေမဲ့ကျွန်တော်စထွက်လာတော့600ဝန်းကျင်ပေါ့နော်985ဆိုတော့600ပဲအလွယ်မှတ်ကြပါဆိုအခုတကယ်မောင်းနိုင်တာကကြတော့283ပဲဖြစ်သွားပြီအဲ့ဒီအတွက်ကျွန်တော်နှုတ်လိုက်မယ်ဆိုလို့ရှိရင်300ပတ်ချလေလောက်ကီလိုမီတာရော့သွားတယ်သူပြတဲ့ display မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်မောင်းလာတာက130ပဲမောင်းလာဒီနေရာမှာစပြီးတော့ကွာတာဒီကီလိုမီတာ90 80အဲ့ဝန်းကျင်လောက်စပြီးတော့ကွာလာပြီဗျဟုတ်အဲ့တော့သူတို့ပြောတဲ့ range အတိုင်းတော့မရဘူးကီလို300တကယ်ရော့သွားတယ်ဒါပေမဲ့တကယ်မောင်းလာတာကီလို200ပဲဖြစ်တဲ့အတွက် 30% လောက်ကျွန်တော်တို့ short တွက်ထားမှာကိုရမယ်အခြေအနေတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ကမိုင်းနေရာမှာအားသွင်းမယ်ဆိုလို့ရှိရင်136 ကီလိုမီတာလောက်ပဲမောင်းရတော့မှာအဲ့တော့သူပြထားတာ281ဆိုတော့ကျွန်တော်ထင် 20% အကျန်လောက်နဲ့ရောက်နိုင်တယ်လို့ကျွန်တော်ယူဆတယ်အဲ့အတွက်ကျွန်တော်200တမိုင်မှာထမင်းဆိုင်နဲ့ပဲအားသွင်းလိုက်တော့မယ်115မိုင်မှာဆိုလို့ရှိရင်ကျွန်တော်တီးတိုင်တွင်းရမှာဖြစ်နေတဲ့အတွက်200တမိုင်မှာပဲအားသွင်းလိုက်တော့မယ်အဲ့200တမိုင်မှာအားပြည့်ဖြစ်ပြီးသွားလို့ရှိရင်ကျွန်တော်မန္တလေးကိုရောက်မရောက်ဒါမှမဟုတ်လို့ရှိရင်လမ်းမှာတွင်းလို့ရနိုင်တာ285ရဲ့365မိုင်မှာလည်းတွင်းလို့ရသေးတယ်အဲ့တော့ကျွန်တော်200တမိုင်ကိုဆက်သွားလိုက်ပါအောင်အခုကျွန်တော်တွက်ထားတဲ့အတိုင်းပဲ200တမိုင်ကို battery percentage အကျန် 20% နဲ့ရောက်တယ်။မောင်းလို့ရတဲ့ကီလိုမီတာကတော့61 ကီလိုမီတာဆိုတော့ပတ်တီပဲ။အဲ့တော့ရန်ကုန်ကနေပြီးတော့နေပြည်တော်အထိကို BYD C နဲ့ဆိုလို့ရှိရင် 20% အကျန်နဲ့ရောက်ပါတယ်။ကျွန်တော်အခုကျွန်တော်ရဲ့ BYD C ကို12:20လောက်ကအားသွင်းခဲ့တာအဲ့ဒီအချိန်မှာကျွန်တော်သိတဲ့ DC charging က60 kW support လုပ်တယ်ဘေးမှာကားတစ်စီးရဲ့အဲ့ကားတစ်စီးရဲ့ဘေးမှာကျွန်တော်ကအားသွင်းရတယ်အားသွင်းရတော့60ဆိုပေမဲ့နှစ်စီးသွင်းနေတဲ့ခါကျတော့ load sharing နဲ့30နဲ့တွင်းအဲ့တော့ကျွန်တော်မိနစ်40လောက်ထမင်းစားတယ်ကျွန်တော်20ရာခိုင်နှုန်းကနေပြီးတော့မိနစ်40လောက်ကြာတဲ့အချိန်မှာ51လောက်ပဲရောက်တယ်ကျွန်တော် surprise တော့ဖြစ်သွားတယ်ဘာလို့လဲဆိုတော့တနာရီမှ30 kW ဆိုလို့ရှိရင်ကျွန်တော်ကားဆိုလို့ရှိရင်80 kW ပါတာအဲ့တော့တကယ်တမ်းဆိုလို့ရှိရင်3နာရီလောက်တွင်းရမယ့်ပုံစံဖြစ်နေကားသာအရန်များမယ်ဆိုလို့ရှိရင်เนาะအခုမှ51လောက်ရောက်တယ်ကျွန်တော်ရောက်တဲ့အချိန်မှာဘေးကကားလည်းပြီးသွားဘေးကကားပြီးသွားတော့မှကျွန်တော်ကား60နဲ့စသွင်းတယ်အဲ့တော့60 kW နဲ့ဆိုလို့ရှိရင်အနည်းဆုံးတော့နောက်1နာရီလောက်ထပ်ဆောင်ပါတော့เนาะအဲ့လေး sharing လုပ်ပေးရပါအဲ့တော့တခါလေကြာလို့ရှိရင်ကိုကအရန်အားချမ်းဖြစ်နေတဲ့ခရီးသွားမယ်ဆိုလို့ရှိရင်အားသွင်းဖို့အတွက်ကိုတေချာစဉ်းစားရမယ်ဘယ်နေရာမှာတော့အားသွင်းတဲ့နေရာတွေမှာတော့လူများတတ်တယ်ပြီးတော့နောက်တစ်ခုကဒီ charging station ကိုဆိုလို့ရှိရင်တခြားဖုန်းဆက်တာတွေလည်းရှိရပါတော့အဲ့ဒီအချိန်မှာကားပြည့်နေရာမျိုးတွေရှိတတ်တယ်ကျွန်တော်တို့နေပြီးတော့မိုင်200တမိုင်ရနေပြီးတော့ပြန်ထွက်လာပြီပေါ့နော်total ကားအားသွင်းတဲ့ကြာချိန်က1နာရီခွဲလောက်ကြာတယ်62 kWh အားသွင်းခဲ့တယ်
မမှန်တော့ကျွန်တော်တို့60 kilowatt နဲ့တွင်းတယ်ဆိုလို့ရှိရင်တနာရီဝန်းကျင်လောက်ပဲတွင်းအောင်ပါเนาะဒါပေမဲ့ကျွန်တော်ဘေးမှာတခြားကားလည်းရှိရဲအဲ့ကားနဲ့ပြိုင်ပြီးတော့ load sharing လုပ်နေရတဲ့ခါကျတော့30 kilowatt နဲ့ဆက်ဆက်ချင်းမိနစ်40လောက်အထိကိုကျွန်တော်ကတွင်းလိုက်ရပါတော့အဲ့တော့ပို့ပြီးတော့အချိန်ကြာသွားပါအဲ့တော့ total ကြားတာကျတော့62 kilowatt ဆိုတဲ့အတွက်950နဲ့ပြောင်းလိုက်လို့ရှိရင်4600ကကြာတယ် range ကတော့480လောက်ပြင်ရဖြစ်တဲ့အတွက်မန္တလေးကိုတော့တခါတည်းအာမတွင်းမဲ့နဲ့တိုင်းရောက်နေတယ်အခု285မိုင်ကိုကျော်လာတဲ့အချိန်မှာတော့ battery percentage က59ကျန်သေးတယ်။သွားနိုင်တဲ့ကီလိုမီတာက322ကီလိုမီတာပေါ့နော်။ကျွန်တော်မန္တလေးကိုတော့လောက်ဆက်မောင်းအောင်လဲဆိုလို့ရှိရင်143ကီလိုမီတာပဲဆက်မောင်းတော့မှာ။အဲ့တော့ကျွန်တော်တို့ battery ထပ်မသွင်းတော့ဘဲနဲ့ဆိုလို့ရှိရင်တော့တခါတည်းမန္တလေးကိုတိုက်ရိုက်ရောက်နိုင်တယ်။အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်။ ဟုတ်ကဲ့ကျော်တို့ဒါတဦးမှာဒီလိုကျော်လို့အလူလုံးလာဖြစ်ပါရဲ့ ဟုတ်သိသိ တဲ့တဲ့6လုံး69တွေ89တွေနဲ့မောင်းလာတယ်အိမ်နောက်မှာအင်္ဂိုက်လို့ဆိုပြသုံးတယ်မူးကနေတော့လိုက်တာမူးတဲ့အချိန်လေးကွတ်တီငါလေးမျိုးကြီးကိုအလူနဲ့စတင်ပြီးမိတ်ဆက်တာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရန်ကုန်ကနေမန္တလေးကို EV နဲ့လာလို့ရှိရင်ဘယ်နှချိန်အားသွင်းရမလဲဘယ်လောက်ကုန်လဲဆိုတာကိုစမ်းကျင်တဲ့အတွက်ကျွန်တော်ရဲ့ BYDC နဲ့ဒီနေ့လာခဲ့တယ်အိမ်ကနေပြီးတော့အားပြည့်100%နဲ့ထွက်လာတာ135မိုင်ကိုရောက်တယ်ဒါပေမဲ့135မိုင်မှာအားရှိသေးတယ်အားရှိသေးနေတဲ့အတွက်ကျွန်တော်နေပြည်တော်ထိဆက်မောင်းလာခဲ့အဲ့တော့နေပြည်တော်မှာ 20% ကနေပြီးတော့ 89% ထိကျွန်တော်အားပြန်သွင်းလိုက်တယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့4000ခွဲလောက်ကုန်ကြတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်မန်လေးကိုတောက်ချောင်းမောင်းလာတဲ့အချိန်မှာအခု battery percentage က32%လောက်ထိကျန်သေးရယ် BYDC နဲ့ဆိုလို့ရှိရင်ရန်ကုန်ကနေပြီးတော့မန်လေးကိုလာမယ်ဆိုလို့ရှိရင်ဂျားထဲမှာတစ်ချိန်မဲ့သွင်းစရာလိုတဲ့ဟာကိုကျွန်တော်ကအားလုံးသိအောင်တင်ဆက်ပေးလိုက်ပါတယ်